အားလုံးပဲမင်္ဂလာပါကိုချင်းဆိုတာအောင်မြင်နေတဲ့သူတွေဒါမှမဟုတ်အခက်အခဲဖြစ်နေတဲ့သူတွေပဲလို့ရတာလို့တင်ထင်နေပါသလားတကယ်တော့ကိုချင်းဆိုတာပိုကောင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်ခြင်းသူတိုင်းအတွက်ပါအခုကျွန်တော်ပြောပြမယ့်အချက်တွေထဲမှာတင်ရောပါဝင်နေသလားဆိုတာနားထောင်ကြည့်ပေးပါဦးပထမဆုံးကတော့မိမိဘဝမှာဘာဆက်လုပ်ရမလဲဆိုတာဝေခွဲမရဖြစ်နေသူတွေအတွက်ပါဘဝရဲ့ပန်းနိုင်ကဘာလဲငါတကယ်ရောဘာဖြစ်ချင်တာလဲဆိုတဲ့မိခွန်းတွေရဲ့အဖြေကိုရှာမတွေ့သေးတဲ့သူတွေအတွက်ခိုးချင်းကအကောင်းဆုံးလမ်းပြမြေပုံဖြစ်လာပါလိမ့်မယ်ဒုတိယအချက်ကလက်ရှိမှာအောင်မြင်နေပြီမဲ့ဒီထက်မကပိုကောင်းတဲ့ရလဒ်မျိုးကိုလိုချင်သူတွေအတွက်ပါအာဏာသမားကောင်းတွေမှာနီးပြရှိတယ်လို့မျိုးပဲတစ်မှာရှိပြီးသားစွမ်းရည် potential တွေကို100%အပြည့်အဝထုတ်သုံးနိုင်ဖို့အတွက်coach တယောက်ကပံ့ပိုးပေးမှာပါတတိယအချက်ကတော့ဘဝရဲ့အပြောင်းလဲကာလကိုဖြတ်တန်းနေရသူတွေအတွက်ပါယာရုအတစ်ရတာမျိုးလုပ်ငန်းခွင်အတစ်ပြောင်းတာမျိုးဒါမှမဟုတ်စီးပွားရေးအတစ်စတင်တာမျိုးတွေမှာစိုးရိမ်စိတ်တွေကိုဖယ်ထုတ်ပြီးယုံကြည်မှုရှိခြေလှမ်းကျင်သူတွေအတွက်ခိုးချင်းကအတင့်တော်ဆုံးပါပဲနောက်ဆုံးတစ်ချက်ကတော့မိမိကိုယ်ကိုကန့်တတ်ထားတဲ့အတွေးအခေါ်တွေ limiting belief တွေကရုံးထွက်ခြင်းသူတွေအတွက်ပါငါဒါကိုမလုပ်နိုင်ဘူးဆိုတဲ့အတွေးတွေကိုငါဒါကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အပြုသဘောဆောင်တဲ့အာရုံတည်တည်ဖြစ်ပြောင်းလဲပြစ်ချင်သူတိုင်းအတွက်ဖြစ်ပါတယ်ဒီတော့တင်ဟာလက်ရှိထက်ပိုတိုးတက်ခြင်းတဲ့စိတ် growth mindset ရှိနေသူတယောက်ဆိုရင်ခိုးချင်းကတင်အတွက်ပါပဲတင်ရဲ့စစ်မှန်တဲ့အလားအလာတွေကိုဖော်ထုတ်ဖို့ဒီနေ့ပဲစတင်လိုက်ပါအဆုံးထိနားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းဆက်လူပဲဖြစ်ပါတယ်